ဆက်လက်ပြီးအခမ်းအနားစီစဉ်9ရက်အရာ Connect Education Center မှာလက်ရှိတက်ရောက်နေကြတဲ့ Lower Secondary မှာကျောင်းသားကျောင်းသူတွေများ၏အကအလ performance များကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Let us begin by welcoming a student from Secondary 2 to perform with the song called Mong Shui Yi. ပထမဦးစွာ Secondary 2ကျောင်းသူတွေတို့မှာမော်ရွှေအကဖြင့်ဖြောပြတင်ဆက်ပေးမှာဖြစ်ပါတယ်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမြေမခီမြစ်တာတွေရွာတော့ပြုံးလို့ရွှေမ